ရားကိုနေပန်းတင်များလဲ၍ပူဇော်ထားတဲ့ပုံမှာရခင်ဒီများနဲ့မတူပါဒီနေ့ပန်းရဲ့ပူဇော်မှုကတော့ဒီမျိုးလေးပြင်ဆင်ထားပါတယ်အများသူကဒီမျိုးတော်ပွားနိုင်ရတဲ့အခုတင်ပြပေးပါတယ်ဘုရားကြီးဖျားမှာဘုရားကောင်းများစွာပူဇော်ကိုယ်ွယ်ရတော့ကိုထားရှိပါတယ်ဒီလိုပြုနေတဲ့မျိုးဆိုတာလေနေ့စဉ်မပြတ်အများအားရှိပါတယ်ဘုရားကြီးဖျားကိုအရောက်ပြီးတော့ပူဇော်ပြုကြတဲ့နေရာမှာမျက်နှာများစွာမှာပူဇော်ပြုပြီးတော့မိမိတို့ရဲ့လူရအဋိဌာန်နဲ့လူရဆောင်ရွက်နေကြတဲ့ပုဂ္ဂိုလ်များအများကြီးရှိပါတယ်။အဲတော့ဘုရားရဲ့နောက်ကျောဘက်ပူဇော်ပြီးတော့ဘုရားရဲ့နောက်ကျောဘက်မှာတော့မှရွှေရောင်တဝန်းဝန်းနဲ့မျိုးပွဲရာဆင်းသူတော်လေးများကလည်းဆင်းသူတော်ပေါင်းများစွာကိုပူဇော်ပြုနိုင်ကြရန်လေဒီများနဲ့ပူဇော်ပေးထားပါတယ်။ညအစတိုင်းမှာများမှလည်းမိပူဇော်မှုအပြည့်နဲ့ဒီချာကိုဒေသနာမှာစီစဉ်ထားတာဖြစ်ပါတယ်။ခေါ်ဘကအဖွဲ့ရောဘုရားဥစ္စာအဖွဲ့ရောဒီချာကိုဒေသနာမှာအားလုံးကြီးညိုပွဲရဖြစ်အောင်လာရောက်ပူဇော်ပြုတဲ့လူတွေလည်းအစဉ်ပြေချုံမွေအောင်ဒီချာစီစဉ်ထားပါတယ်။ဘုရားရဲ့မျက်နှာသာရှိဘယ်တော့မှရှိတဲ့ပူဇော်ထားရှိတဲ့ဆင်းလူတော်ဆူတောင်းပြီးဆင်းလူတော်များဖြစ်ပါတယ်။ဘုရားရဲ့ဒီဘက်ဘေးကနေပြီးရှုမြင်ရတဲ့ပူမျောရတဲ့အနေထားဖြစ်ပါတယ်။ဘုရားကြီးမြတ်စွာဘုရားရဲ့ဝင်ချင်းညာဘက်မှာရှိတဲ့စေတီတော်များနဲ့အင်းချင်းမင်းကြီးပဲဖြစ်ပါတယ်။အင်းချင်းမင်းကြီးမှာအင်းချင်းမင်းကြီးနေပြီးတော့နေ့ဒီသာသနာအတွက်ကုသိုလ်ပြုဝဲရပြင်ဆင်ပေးထားပါတယ်။ဘုရားကြီးဖျားကိုပူမြော်ဖို့လာရောက်လို့ရှိရင်အရင်ဦးဆုံးဘုရားကြီးရဲ့ဒီလိုရှမ်းမှာတော့ဘာဘိုးရခါရဲ့နန်းရှိပါတယ်။ပြီးရင်ဒီပင်ပန်းမလေးရနဲ့ရှင်ပြအောင်တခြားစီစဉ်ပေးထားပြီးတော့လက်ပေးရန်ကဆူတောင်းပြီးဖျားကိုပူမြော်မှာဖြစ်ပါတယ်။အဲဒီအနေမှာကျွန်တော်တို့ညာဘက်လမ်းလေးတိုင်းပတ်သွားရင်လည်းဘုရားကြီးဖျားကိုရောက်ရှိပါတယ်ဆိုတဲ့အကြောင်းဒီလိုကြီးတင်ပြပေးလိုက်ရပါတယ်ဘုရားကြီးဖျားရဲ့အဝင်ဝမဟုတ်ဘူးပဲဖြစ်ပါတယ်